အားလုံးပဲမင်္ဂလာပါဗျာဒီရက်ဒီမီဒီယာတော့ကောင်းကောင်းမသုံးဖြစ်ဘူးဘာဖြစ်လို့ဆိုတော့ကျမ်းမာရေးမကောင်းလို့ကျမ်းမာရေးမကောင်းတာဆေးရုံတော့မှတက်လိုက်ကျမ်းမာရေးအနေနဲ့ညံ့တော့ကျမ်းမာရေးညံ့နေပြီးတော့မှအဖျားရည်တရားတက်ပြီးတော့အားတွေလည်းမရှိဘူးဖြစ်အလုံးမလုံးဖြစ်တာနားလည်းရှိပြီးကြားပြီးတော့ပြောမှာပဲအဲ့တော့ကျွန်တော်ရှိမှဗီဒီယိုမေးဖို့ပြုလုပ်ထားတဲ့မိတ်ဆွေတွေကျန်ရာအစီအမံအထားတဲ့မိတ်ဆွေတွေအခုလိုမျိုးကျွန်တော်စိတ်ရှိသိသိခံပြီးစောင့်ပြီးရတဲ့ကြောင့်မို့ကျေးဇူးများတင်ပါတယ်အခုတော့ပြန်ပြီးတော့ကျမ်းမာရေးတွေပြန်ပြီးတော့ကောင်းမွန်လာပါပြီအလုပ်တွေလည်းပြန်ပြီးတော့လုပ်ပါတော့မယ်ပြန်ဟောပြောခြင်းအလုပ်တွေရင်းရာအစီအမံပေးခြင်းအလုပ်တွေပြန်ပြီးတော့လုပ်ပါတော့မယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါပါတယ်ကျွန်တော်မိတ်ဆွေပေါင်းအားလုံးအောင်စီပိုင်စီနိုင်စီတည်း